target audience ကိုဘယ်လိုသတ်မှတ်မလဲမင်္ဂလာပါကျွန်တော်ကို is ပါ boost လုပ်တဲ့အခါ effective ဖြစ်စေပြီးတော့ရောင်းအားတွေတက်စေဖို့ target audience ကိုအခုပြောပြမယ်နည်းတွေအတိုင်းအလွယ်တကူသတ်မှတ်လို့ရမှာဖြစ်ပါတယ်နံပါတ်1ပထမဆုံးစဉ်းစားရမှာတော့ခမားကဘာရောင်းတာလဲနံပါတ်2ခမားရောင်းတဲ့ product တွေကဘယ်အသက်အရွယ်တွေအတွက်လဲဆိုတာပိုင်းခြားထားဖို့လိုပါလိမ့်မယ်နံပါတ်3 product တွေရဲ့ quality နဲ့ဈေးနှုန်းတွေကဘယ်လိုလူတွေအတွက်လဲဆိုတာသေချာသိရှိဖို့လိုပါလိမ့်မယ်ပတ်စံ3နိုင်တဲ့သူတွေအတွက်လား budget ချွေတာခြင်းတဲ့သူတွေအတွက်လားနံပါတ်4 region ကိုဘယ်လို target ထားမလဲမြို့ကြီးတွေမှာထားမှာလားနယ်မျိုးတွေကိုပဲ target ထားမှာလားဒီအချက်တွေကိုနှုတ်မှဖြစ်ဖြစ်တေချာမှတ်သားထားပြီးတော့ target audience ကိုအလွယ်တကူသတ်မှတ်ခြင်းအပြင် marketing run တဲ့အခါမှာပုံမထိရောက်စေမှာဖြစ်ပါတယ်